မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကပြောတယ်ကုသိုလ်ပြုတဲ့နေရာမှာကိုပြုတဲ့ကောင်းမှုကိုသေးသေးလေးလို့ဘယ်တော့မှမမှတ်နဲ့ရေပေါက်ကလေးတွေကြပါများရင်ရေအိုးဟာပြည့်သလိုပဲကုသိုလ်ကောင်းမှုတွေနည်းနည်းပြုရင်းနဲ့အဲ့ဒီကုသိုလ်ကောင်းမှုတွေကပဲနောက်ကြတော့အများကြီးစုပြစ်သွားတာခဏသူတော်ကောင်းတို့တွေပြုလာလိုက်ကြတာကောင်းမှုဟာတလကို5000 6000 9000ကိုနိုင်သလောက်လေးစုလိုက်တဲ့အခါ2နှစ်ပြည့်တော့ဒီမှာသိမ့်ဆဲချီပြီးတော့သွားကြတယ်တကုသိုလ်နေနဲ့ပြောရင်ဘာကုသိုလ်ကံလဲလို့မေးရင်ကံနေနဲ့ပြောရင်သူတော်ကောင်းတို့တွေတဲ့အာစိဏကံလို့ဒီလိုခေါ်တယ်ဘာကံလဲအာစိဏကံအာတဏကံဆိုတာသေကံဒီမှာကတ်ပြုတဲ့ကောင်းမှုကံမကောင်းမှုကံကိုအာတဏကံလို့ဒီလိုခေါ်တယ်အာစိဏကံဆိုတာကမပြတ်ပြုပြီးတော့နေတဲ့ကံကိုအာစိဏကံလို့ဒီလိုခေါ်တာအဲ့တော့သူတော်ကောင်းတို့တွေအာစိဏကံဆိုတာကနေ့စဉ်ဖျားရှိခိုးတာတို့နေ့စဉ်ဖျားပန်းကတ်တာတို့နေ့စဉ်ဖျားကိုတန်ရှင်းရေးလုပ်တာတို့နေ့စဉ်ဖျားတပြည့်စည်းလဲတာတို့နေ့စဉ်လုပ်တဲ့လုပ်ငန်းဟာဒါအာစိဏကံပဲအကျိုးပေးတဲ့အခါကျတော့အာတဏကံကဥအောင်ကျိုးပေးတယ်ဒါဗိဓမာရဲ့သဘောဘုရားတို့ဒီတကူရောက်ခါစား2003 2004 2005မှာဟိုအမေရိကန်တက္ကသိုလ်တစ်ခုကဆရာတွေနဲ့ကျောင်းသူကျောင်းသားတွေဒီမှာဗိဓမာလာတက်တော့ဦးဇင်းတို့ဗမောခချုပ်ဆရာတော်ကြီးကဦးဇင်းတို့ဒီတကူရဲ့ဗမောခချုပ်ဆိုတော့သူကလည်းအဲ့မှာဗိဓမာသင်တာမရဒီအခန့်ရောက်တော့အဲ့အမေရိကန်ကကျောင်းသားတွေကမေးတယ်အမြဲတမ်းပြုတ်နေတဲ့အာစိဏကံကိုတဲ့သေကံဒီမှာကတ်ပြုတ်တဲ့အာတဏကံကကြော်တက်သွားဒါဗိဓမာသဘောကဘလို့လဲပေါ့သူတို့နားမလဲနိုင်ကောင်းကျိုးပေးတာချင်းတူအမြဲတမ်းလုပ်နေတဲ့ဟာချင်းကောင်းကျိုးပေးတဲ့တယ်သူကအဲ့မှာဗမောချုပ်ဆရာတော်ကြီးဖြေသွားတာဥဒ္ဒခုချိန်ဒီနားထဲမထွက်သဘောကျလိုက်တာဦးဇင်းတို့ပိဋကတ်မှာလာတာစာပေမှာပိဋကတ်တိကကြောမှာလာတာကအဲ့နေရာဖြည့်ရှင်းထားတယ်နွားတွေတဲ့ညနေခင်းနွားကြောင်သားကနှချမ်းနဲ့သွင်းပြီဆိုရင်ငယ်ရွယ်တဲ့နွားတွေတန်မာတဲ့နွားတွေကနှချမ်းနဲ့အရင်ဆုံးပြေးဝင်သွားကြအိုးတဲ့နွားကြီးကဖြည်းဖြည်းချင်းလွားတဲ့တော့ကြောင့်သူကဘာဖြစ်လို့နှချမ်းပေါက်ဝနေရာရနွားကအကောင်တရားနှချမ်းကလည်းကောင်တရားပဲစတဲ့နှချမ်းကြီးဆိုတော့ပိတ်လိုက်တဲ့အခါနှအိုကြီးကပေါက်ဝမှနေရနောက်နေ့ပြန်လွတ်မယ်ဟေးနွားတွေနွားကြောင်ထွက်တော့မယ်ဆိုတော့နှချမ်းကိုပြန်ဖွင့်လိုက်တော့အဲ့ဒီနွားကြီးကပေါက်ဝနေရာရတဲ့နွားကြီးကပြန်ထွက်တော့သူကရင်ဆုံးကပြန်ထွက်ရတာအာတဏကံရဲ့သဘောကိုစာကအဲ့လိုရှင်းတယ်ဒါပေမဲ့ပါမောက္ခချုပ်ဆရာတော်ကြီးရှင်းတာအဲ့လိုမဟုတ်သူရှင်းပုံကပို့ပြီးဥဒ္ဒ